ကတော့ကူရဲအဝင်အာရှာကူရဲအဝင်မှာဖြစ်ပါတယ်ကူဝင်ဝအာဒီရဲဝင်လာတဲ့အေးစိတ်တူကျောက်ဆက်ပန်းသွဲကျောက်ဆက်ပန်းသွဲဒီမှာကျွန်တော်ကကူရဲဝင်နေတာဖြစ်ပါတယ်ကျောက်ဆက်ပန်းသွဲကျောက်ဆက်ပန်းသွဲဒါကူရဲမှာဖြစ်ပါတယ်ကျောက်ဆက်ပန်းသွဲကျောက်ဆက်မိုးမျိုးနဲ့ကျောက်ဆက်ပန်းဆွဲရများတယ်ဒီမှာဒီချမ်းသာပါစေကျွန်တော်ဒါကျောက်ဆက်ပန်းဆွဲအပေါ်ကကျောက်ဆက်ပန်းဆွဲပေါ့လေကျွန်တော်တို့ဒါအောက်ကတော့ကျောက်ဆက်မိုးမျိုးပေါ့ဗျာဒါတစ်ခုနဲ့တစ်ခုထိသွားတဲ့ခါကျတော့ဒီလိုတိုင်ကြီးဖြစ်သွားဒီလိုတိုင်ကြီးသူကရေစလေးတွေလည်းကြာနေတယ်ဗျာဒီမှာကြောက်ကြားရထွက်တဲ့ရေစလေးတွေဒီကတော့ထုံးကြောက်တွေပေါ့လေဒီမှာeasily ကြာ easily ဒီမှာ easily ကြာဒီဘက်မှာရေစက်တော့ကြာတယ်ကျွန်တော်တို့မြတ်စွာဘုရားရဲ့ဗုဒ္ဓအမွေနှစ်လေးတွေပေါ့ဒီမှာဇီးကြီးတွေအများကြီးရှိတယ်ဒီဘက်မှာရေတော်တော်ဆွဲတယ်အောက်မှာလည်းဆူတော့ပေါ့စုံနေဒီမှာချက်ဒီမှာရှူကြီးပေါ့လေဟောရေကန်ဒီမှာဒါရေကန်အောင်ပါ6ချားစရာတော့ကောင်းပါလေကျောက်စံပန်းတွေအများကြီးပဲဒီစက်တွေကတစ်စက်ပြောင်းနေဆိုတော့နည်းနည်းစိတ်ချောက်ချရကောင်းတယ်အခုကြီးနိုင်ကူရအထဲမှာတော့ကျေတာပဲတော်ကျေတာပဲနော်ကျေရွေးကျွန်တော်ရေကြတယ်လို့ကြားနေတယ်ထန်ဆန်းလိုက်ကိုဖြစ်ပါတယ်ဒါကတော့ကျွန်တော်ရှမ်းပြည်နယ်ဟိုပုံအကျော်ကကိုပုံကနေပြီးတော့ကျွန်တော်တို့45မိနစ်လောက်ကားမောင်းရင်ရောက်ပါတယ်ဗျာ